Okay အားလုံးပဲမင်္ဂလာပါမနက်ဖြန်က30ရက်မနက်ကဲကြည့်ကြရအောင်30မနက်စိုက်ကလေးဆရာလေး like ကလေးမလွန်သေးဘူးเนาะဗီဒီယိုလေးတွေပဲအမြဲတမ်းတင်ဖြစ်အောင်ကြိုးစားပါမယ်เนาะဗီဒီယိုလေးတွေအမြဲတမ်းတင်ဖြစ်အောင်တော့ဆရာလေးကြိုးစားပါမယ် like ကလေးတော့မလွန်ဖြစ်သေးဘူးပေါ့เนาะတစ်ဖက်ကမအားတာနဲ့ပေါ့Viber channel တို့ Telegram channel တို့မှာတော့အများအားတင်ဖြစ်ပါတယ်เนาะတင်ပေးနေပါတယ်ဆိုတော့ကြည့်အောင်နောက်ပိတ်ကလေးကိုအရင်ဆုံးစဉ်းစားအောင်နောက်ပေါ့เนาะနောက်ကျွန်တော်တို့နောက်ကဲနောက်ကလေးကိုစဉ်းစားကြည့်အောင်ဟောဒီနှလုံးပေါင်းတော့၄ရှိလို့3ညလာတယ်ဒါ၄ရှိလို့3ညဝင်တယ်ပေါ့နော်နှလုံးပေါင်းခြင်း၄ဒီမှာနှလုံးပေါင်းခြင်း၄ဖြစ်ရမယ်ဆိုတော့8ရှိလို့6လာတယ်ဒီမှာ6ရှိလို့6လာတယ်ပေါ့နော်ဆိုတော့ဒီတိုင်းလေးပြန်သွားမယ်ဆိုရင်ဒီမှာ6ရှိတယ်အပေါ်ပင်ကလို့နှလုံးပေါင်းခြင်း၄ဖြစ်အောင်ယူမယ်ဆိုရင်ဒီမှာ6ရှိတယ်ဆိုတော့6ရှိတော့4ဖြစ်အောင်ပါလာမှရမယ်9လာမှရ9နောက်ပိတ်ပေါ့နော်ဆိုတော့ဟုတ်ပြီ9နောက်ပိတ်တစ်လုံးရပြီနောက်တစ်လုံးထပ်ပြီးတော့ရှာအောင်မယ်အဲ့တော့နော်နောက်တစ်လုံးရှာကြည့်အောင်အဲ့ဒါကဘာလဲဆိုတော့ဒီမှာဒီမှာ2ရှိတယ်ပေါင်းခြင်း2ဖြစ်ရမယ်ဟောဒီကောင်ဒီမှာ2ရှိလို့3ညဝင်တယ်ပေါင်းခြင်း2ရှိလို့3ညဝင်တယ်နော်2ရှိလို့3ညဝင်တယ်ဟောဒီမှာလဲ6ရှိတယ်2ဖြစ်အောင်ဆိုတော့6ရှိလို့2ဝင်တယ်ပေါ့ဗျာနော်ပေါင်းခြင်း2ဖြစ်ရမယ်2ရှိလို့3ညဝင်တယ်6ရှိလို့6ဝင်တယ်ပေါ့ဆိုတော့ဒီမှာ9ရှိတယ်9ရှိတော့ကျွန်တော်ဒီပေါင်းခြင်း2ဖြစ်အောင်ဆိုဘာလာမခွန်ဖြစ်လာမှရမယ်တပင်တော့ပြက်မှာဘယ်ကောင်ပြက်မလဲတော့မသိဘူးပေါ့နော်ဒီမှာ3ညတိုက်တယ်ဒီမှာ6ဒီမှာကျတော့3ပင်မှာမတိုက်လာတော့ခွန်များလာမလားဆရာလေးတို့1များလာမလားမဟုတ်ခွန်များလာမလား9များလာမလားပေါ့နော်ဆိုတော့ဟုတ်ပြီဒါတင်လားနောက်တစ်လုံးကြည့်အောင်နောက်တစ်လုံးကြည့်အောင်ဆိုတော့နောက်တစ်လုံးကဆရာလေးတို့ဒီမှာ6လေးနှလုံးပေါင်းခြင်း6လေးနှလုံးပေါင်းခြင်းလေး3ည8နှလုံးပေါင်းခြင်း6ဒီမှာတော့6ဘူးစင်းတယ်နော်ဒီမှာ6ဘူးစင်းတယ်โอเคဒါဆိုဒီမှာကြည့်အောင်ဒီမှာ9နှစ်နှလုံးပေါင်းခြင်း1ဒီ1ကတော့ဆရာလေးတို့ထိတ်စီးလဲကြောက်ရတယ်နောက်ပိတ်လဲကြောက်ရတယ်ခွေပြီးတော့ကြောက်ရတယ်နော်1 5လို့1ခွန်လို့ဒါအကောင်းဆုံးပေါ့နော်ကြောက်အားဆုံးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီ1ကထိတ်လဲဖြစ်လာတယ်နောက်လဲဖြစ်လာနိုင်တယ်ပေါ့နော်ဒီ9နဲ့ခွန်နဲ့ကတော့နောက်ပိတ်ဆိုင်ဖြစ်ပေမဲ့ဒီ1ကတော့ဆရာလေးတို့ဒီမှာအပူးထောက်ခြင်းကြောင့်နောက်ပိတ်ရောထိတ်စီးရောနော်ကြောက်ရတယ်ပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုဆရာလေးကိုသူနဲ့တွဲမဲ့ကောင်လေးချက်ပြီးတော့ရှာကြည့်ကြရအောင်သူနဲ့တွဲမဲ့ကောင်လေးရှာကြည့်ကြရအောင်ဟောဒီ3လုံးပေါင်း2 4 3ည3လုံးပေါင်းတော့6ဒီ6ထိတ်6ထိတ်8နဲ့3လုံးပေါင်းခြင်း6တော့6ထိတ်နော်โอเคဒါဆိုရင်ကြည့်ကြရအောင်4 5 9 1 3လုံးပေါင်းခြင်းတော့5ဆိုတော့5ထိတ်နော်ဟုတ်လားအပေါ်ပင်တိုင်းပေးမယ်ဆိုရင်ဆရာလေးတို့5ထိတ်ပေါ့ဗျာနော်ဟုတ်ပြီဒါဆိုရင်ဆရာလေးတို့ဒီဘက် site ပြီးရင်ခဏလေးဆရာလေးရေးပေးမယ်နော်โอเคနောက်တစ် site ကြည့်အောင်နော်နောက်တစ် site ကြည့်အောင်ဒါဆိုဆရာလေးတို့ဒီဘက် site မှာက9ခွန်ဒီ3လုံးခွေရမှာပေါ့ဗျာเนาะအဓိကတော့ဒီ3လုံးခွေရမှာ1ခွန်က3လုံးခွေပေါ့ဒီပထမ site မှာဟုတ်ပြီဒါဆိုဒုတိယ site ကလေးကိုထပ်ပြီးတော့ကြည့်ရအောင်เนาะဒုတိယ site ပေါ့เนาะဒု site ပေါ့เนาะဒု site ပေါ့โอเคကြည့်အောင်အဲ့ဒီဒု site မှာလဲဆရာလေးလို့ဘယ်လိုဖွဲ့စည်းပုံလေးယူပုံထားလေးကိုအနေထားလေးကိုကြည့်ကြရအောင်ဟောဒီကဆရာလေးတို့2 5နဲ့3လုံးပေါင်းခြင်း2 5နဲ့3လုံးပေါင်းတော့ဆရာလေးတို့9နက်ခတ်ယူပြီး3ပါနော်
ကိုနက်ခတ်6ဒီ6နောက်ပိတ်ဆိုဆင်းတယ်နော်6နောက်ပိတ်ဆိုပြီးတော့ဆင်းသွားတယ်โอเคနက်ခတ်ယူတာနော်โอเคဒါဆိုကြည့်အောင်ဒီမှာလဲကြည့်အောင်ဒီမှာလဲကြည့်အောင်ဒီမှာလဲကြည့်အောင်ဆရာလေးတို့ငါ933နှလုံးပေါင်းခြင်းသည်ဆရာလေးတို့9အဲ့ဒီ9ဒီနက်ခတ်ယူတော့6ထိပ်ဝင်တယ်ဒီမှာနှစ်ရှိတယ်ဒီနေ့ငါဆရာလေးကဟာကြီးဆရာလေးတို့93 98ဆိုရင်ဆရာလေးတို့ရတယ်95ဆိုဆရာလေးတို့မရဘူးအဲ့ဒါအမှန်တော့ဆရာလေးညံ့တာဒီ site ကိုမြင်တဲ့သားနဲ့3တလုံးရှိတယ်3တလုံးကိုပါဝါနက်ခတ်ယူရမယ်ဆိုတော့သိရဒီဟာကြီးကို9ခုမြင်တဲ့သားနဲ့ဆရာလေးမေ့ကြံနေခဲ့တာပေါ့နော်မဟုတ်ရင်ဆရာလေးတို့အဲ့ဒီ95ကရအောင်ပါပေါ့နော်ပါဝါနက်ခတ်ယူရမယ်တော့နက်ခတ်ယူရမယ်ဟာကိုဆရာလေးကပါဝါသွားယူပြီးတော့ဆရာလေးတို့ငတ်သွားတာပေါ့ဒါဆရာလေးရဲ့ပေါ့စာမှုပေါ့ဒီကနေ့အမှန်ဆိုရင်အဲ့ဒီ95ကဆရာလေးတို့ရမှာပေါ့နော်မရလိုက်တာဆရာလေးရဲ့ပေါ့စာမှုကြောင့်ကဲထားပါတော့ဗျာနောက်ပေါ့စာမှုမဖြစ်အောင်တော့ဆရာလေးတို့စင်ကျင်းရမှာပေါ့ဆိုတော့ဒီမှာ2နှလုံးပေါင်းခြင်း6ဖြစ်လို့9နက်ခတ်6ဒါဆိုရင်အပေါ်ပင်ပိုင်းကြည့်မယ်ဆိုရင်ဆရာလေးတို့က6ဒီ main ပေါ့ဗျာ6ဒီ main ပေါ့9ဒီအရန်ပေါ့ဗျာเนาะဒါပေမဲ့9က view ဆိုင်မှာတခါလေကြာရင်လှည့်လာတတ်တယ်6တွေပြပြီးကမှနောက်ကပေါင်းခြင်းလာသွားတာမျိုးလဲဖြစ်တတ်တယ်အဲ့ဒါတော့ဆရာလေးတို့အထူး view စိုက်ရမယ်เนาะဟုတ်ပြီလားမပေါ်ဆနဲ့ပေါ့ဗျာเนาะဒီနေ့ဆရာလေးပေါ်ဆမှုကြောင့်ဆရာလေး9 9မရလိုက်တာပို့ကိုရင်လာလို့မဆုံးပြီးမှပြန်ကြည့်မှာဩငါအသုံးမကျလိုက်တာဟုတ်ဆိုတော့ကြည့်အောင်အဲ့ဒီကောင်ကိုဆရာလေးတို့96ကိုဆရာလေးတို့96ကိုဘာနဲ့တွဲမလဲပေါ့ဗျာเนาะ96 chain ပေါ့ဗျာเนาะဆရာလေးတို့96 chain အဲ့ဒီ96 chain ကိုဆရာလေးတို့ဘာနဲ့တွဲမလဲโอเคကြည့်အောင်sorry ရှင်ငါเนาะ25မဟုတ်เนาะရှင်ငါနဲ့3လုံးပေါင်း8ရယ်9ရယ်2ရယ်3လုံးပေါင်းရှင်ငါနဲ့3လုံးပေါင်းတော့ဆရာလေးတို့ဘာရလဲ9ဆိုရတယ်နက်ခတ်သည်3အဲ့ဒီမှာ36ဆိုပြီးတော့မစင်ထားဘူးလားနက်ခတ်ယူပြီးတော့ဒီကနေ့သုံးရမယ်အောင်ဆရာလေးကမေ့ပြီးပါဝါသွားယူရသုံးနက်ခတ်9ကိုယူရင်ဒီအပင်နဲ့ကွက်တိယူရမယ်ဟာကိုပါဝါသွားပြီးမေ့ယူပြီးဆက်ရင်ပေးလိုက်တယ်ပြီးကြတယ်မှာကြည့်ပါငါ95ဆို95ငါရမှာမဟုတ်လားလို့ပြန်ကြည့်ကြကြမှာဩငါ3ကိုပါဝါသွားယူပလိုက်တာဟောဘိုက်ပါကွာငတ်ချင်လဲအဲ့လိုနော်ငတ်ချင်လဲဒီလိုမျိုးဖြစ်ပြန်မှုဆိုအမှန်တကယ်တော်တော်ရင်နာဖို့ကောင်းလို့ကိုယ့်ကိုယ်တော့စိတ်မကောင်းဖြစ်တယ်အဲ့လိုပဲကန်ကမပေးခဲ့ဘူးဆိုရင် site ကရတာပေးတာတောင်မှပဲကိုရငတ်တယ်ဆိုတော့ကြည့်အောင်ဆိုတော့ဒီမှာဆို2 3ညကို3လုံးပေါင်းခြင်း2 3ညကို3လုံးပေါင်းခြင်း2 3ညကို3လုံးပေါင်းခြင်းစီ1နက်ခတ်8အပေါ်ပြန်လဲကျွန်တော်နက်ခတ် UV 3တယ်ဒီမှာလည်းနက်ခတ် UV 3မယ်ဆိုတော့86โอเคဒါဆိုဆက်ပြီးတော့ကြည့်ရအောင်အပေါ်ပင်လိုက်ပေးမယ်ဆိုရင်6နဲ့5 3လုံးပေါင်းခြင်း6နဲ့5 6နဲ့5 6နဲ့5 3လုံးပေါင်းတော့ဆရာလေးတို့ဘာရမလဲ6နဲ့5 3လုံးပေါင်းတော့ဆရာလေးတို့3နက်ခတ်သည်5ဒါဆိုရင်93 63 65 63 65โอเคเนาะဟုတ်ပြီလားဒါဆိုဆရာလေးတို့စိန်လေးမှတ်ထားလေးကြည့်လိုက်ရအောင်โอเคဆရာလေးတို့ချုပ်လိုက်မယ်ဆိုရင်ဒုတိယဆရာလေးတို့ site က93ရယ်95ရယ်63ရယ်65ရယ်เนาะပထမ site က9ခွန်5တေခွန်1ဆိုပြီးတော့ဆရာလေးတို့ရတယ်ပေါ့เนาะကဲအားလုံးပဲစိတ်ကြမ်းမှခြင်းကိုကြမ်းမှခြင်းပြည့်စုံပါစေဗျာဆရာလေးတို့ Viber မှာလာပြီးတော့မနက်အပြောင်းလေးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့เนาะမနက်တော့တကူကကောင်းတော့ဆရာလေးတို့ထွက်မယ်ထင်တယ်အခုကကြိုကြည့်လို့မရဘူးပေါ့နော်မနက်9နာရီဝမ်းချင်းကိုကြည့်ပြီးတော့ယူရမှာဖြစ်တဲ့အတွက်တကွက်ကောင်းတော့ရှိတယ်လိုချင်တယ်ဆိုရင်ဒီ Viber မှာလာရောက်ပြီးတော့ high ထားလိုက်ပါViber channel မှာရှိထားတဲ့သူတွေကတော့မ high နဲ့เนาะ Viber channel မရှိတဲ့သူတွေပဲ high Viber channel ရှိတဲ့သူတွေက Viber channel မှာတင်ပေးမှာเนาะအဲ့ဒါကတော့9နာရီမနက်မှာဝမ်းချင်းလေးကိုကြည့်ပြီးအသုံးပြုရမှာဖြစ်လို့ပေါ့နော်တကွက်ကောင်းလေးရှိပါတယ်เนาะဆိုတော့ Viber channel မှာရှိတဲ့သူတွေကတော့မ high နဲ့ Viber channel မှာတင်ပေးမှာ Viber channel မရှိဘူးတခါမှမ join ဘူးတဲ့သူတွေကတော့ high ထားလိုက်เนาะဒါဆရာလေးကို
ဒါရောမှလာရောက်ပြီးတော့ဟိုင်းထားလိုက်ကဲအားလုံးပဲစိတ်ကြပါကြည်ကိုကြပါကြည်ပြည့်စုံပါစေဆုမကောင်းတောင်းပေးပါလေကဲ channel လေးကိုလည်း subscribe နှိပ်ထားအောင်เนาะဒီ channel အသစ်ကလေးကိုလည်း